မိတ်ဆက်ပေးပါအောင်ဒေါက်တာတို့သမီးနာမည်ကမက်လွင်လွင်ဝေလို့ခေါ်ပါတယ်ရှင်လက်ရှိသမီးကဘယ်မှာအလုပ်လုပ်နေတာလဲ။ဟုတ်ကဲ့သမီးကကိုမလေးရှားပြည်နန်းဂျလမတ် hospital မှာအလုပ်လုပ်နေပါတယ်ရှင်အာဒေါက်တာတို့ရဲ့ဒီ Trust Academy သင်တန်းကိုသမီးဘယ်နေရာကနေပြီးတော့စာတွေ့ပြီးတော့ဘယ်လိုမျိုးလာရောက်ဆက်သွယ်ခဲ့တာလဲပေါ့နော် Facebook ကလားဒါမှမဟုတ်လို့ရှိရင် TikTok ကလား ။ဟုတ်ကဲ့ပထမဆုံးသမီး Facebook မှာတွေ့ခဲ့တယ်။တွေ့ခဲ့တဲ့အချိန်မှာဒေါက်တာကိုတက်ဖို့မေးတယ်။မေးတော့ဒေါက်တာကမစသေးဘူးပြောတယ်။ပြောတော့နောက်တစ်ခါထပ်မေးတဲ့အခါကျတော့fee ဘယ်လောက်လဲလို့မေးတော့3သိန်းလို့ပြောတယ်။အဲ့တော့မယုံဘူးပေါ့နော်။ဘာဖြစ်လို့ဆိုတော့ပထမကိုတက်ခဲ့တဲ့ဟာရှိတယ်7သိန်းတော့ပေးရတယ်ဆိုမယုံလို့နောက်တစ်ခါထပ်မေးတယ်။မေးတော့လေဒီဈေးပဲပြောတယ်။အဲ့ဒါနဲ့ TikTok မှာတစ်ခေါက်ထပ်တွေ့တယ်။တွေ့တော့လေဒီဈေးပဲပြောတာထပ်ပြီးတော့ပေါ့နော် face to face ဆိုတော့ကိုလိုချင်တဲ့အပွိုင်လေးတွေလည်းထပ်ရတာပေါ့နော်ဆိုပြီးတော့အဲ့လိုမျိုးထပ်ဖြစ်ပါအများကြီးလည်းရခဲ့ပါတယ်ပညာအများကြီးလည်းရခဲ့တယ်အခုဒေါက်တာတို့ဒီမှာသင်ပေးတဲ့ theory ဘိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့သမီးရဲ့လုပ်ငန်းခွင်မှာရောအကျိုးရှိလားရှိတယ်ပါတယ်အရင်တော့ဆိုလို့ရှိရင်အဲ့လိုဆေးတွေကတိတော့တိတာပေါ့နော်ဒါကစီးကြိုကြဆေးလားဘယ်လိုလဲအဲ့လိုမျိုးတွေမသိဘူးပေါ့နော်ဆိုအခုဆိုဒါဒီဆေးကိုတွေ့လိုက်တယ်နဲ့အော်ဒါစီးကြိုကြဆေးပဲဒါကအဲ့လိုမျိုးတွေပိုတိလာတာပေါ့နော်အရင်တော့ကျတော့ဗီဒီယိုကလပ်ကိုကဗီဒီယိုကလပ်တွေဗီဒီယိုတွေပဲသူကပို့လိုက်တာပေါ့နော်အခါကျရင်ကိုကြည့်ပြတဲ့ခါလဲကြည့်ပြတယ်ဒီလို face to face မဟုတ်တော့လေသိပြီးတော့စိတ်မဝင်စားဘူးပေါ့နော်ကြည့်တော့ကြည့်ပြတယ်တိတ်စိတ်မဝင်စားခဲ့ဘူးเนาะအခုလောက်ပေါ့နော်အခုကျတော့ဘယ်လိုလဲအဲ့ဒီဆေးတွေနဲ့ပတ်သက်ပြီးအကုန်ကြည့်တာပေါ့အခုဒေါက်တာတို့နဲ့ဒီလိုမျိုး Zoom မှာပေါ့နော်အပတ်စဉ်စနေတနင်္ဂနွေ face to face join ရတဲ့ feeling ကဘယ်လိုခံစားမှုဖြစ်လဲ satisfy ဖြစ်လားကျေနပ်လားဘယ်လိုမျိုးအဲ့လိုမျိုးသင်တဲ့အဲ့လို face to face သင်လိုက်တဲ့အခါမှာပေါ့နော်တခါတည်းအုံနောက်ထဲကိုတခါတည်းရောက်သွားတယ်အဲ့ဒီဗီဒီယိုကလပ်ခါကျတော့ဘယ်လိုလဲရှင်းပြတဲ့လူမရှိတော့စိတ်ထဲမှာအရန်ပေါ့တယ်အဲ့ဗီဒီယိုကလပ်ကလေးအရန်ပေါ့တယ်နှစ်ယောက်ရှိမှတော့တက်ဘူးလေအရန်ပေါ့တယ်ပေါ့နော်ဒီလို face to face ကျတော့ဘယ်လိုလဲအခုလည်းလုပ်ငန်းခွင်ထဲလည်းရောက်နေတဲ့အချိန်ဆိုတော့လေခုဆိုလှမ်းမေးလို့ရတယ်ပို့ပြီးတော့အကျိုးရှိတယ်အဲ့ face to face အခုဒေါက်တာတို့ Zoom တစ်ခုပြင်ဒေါက်တာတို့က Telegram တည်တံ့ private group လုပ်ထားတယ်ပေါ့နော် batch 2ဆို batch 2တင်နန်းသားတွေအတွက်အဲ့ Telegram group ထဲမှာဒေါက်တာတို့နဲ့ပြောရတဲ့အပိုင်းဒီမှာကျေနပ်မှုရှိလား Telegram group ကိုဘယ်လိုမျိုးသမီးအနေနဲ့သုံးသပ်လဲပေါ့နော်ကောင်းလားပေါ့ မ Telegram group ကျစ်အဲ့ဒါကျင်းတဲ့အာရုံမှုရှိတယ်ဘာဖြစ်လို့ဆိုတော့မနက်ခါဆိုလို့ရှိရင်ပေါ့နော်အဲ့လိုမျိုးတစ်ခုဖြစ်တယ်ဒီနေ့ဆိုစနေတနင်္ဂနွေဒေါက်တာနေတယောက်မှမရှိဘူးမရှိတဲ့အချိန်မှာသူ့ကို refer စစ်လိုက်တဲ့အခါမှာ2.6ဖြစ်တယ်ဖြစ်တဲ့အခါမှာဘာဆက်လုပ်လုပ်ရမလဲမသိဘူးအဲ့ဒီချိန်မှာဒေါက်တာကိုမေးတယ်ဘယ်လိုလုပ်ရမလဲဘာလုပ်ရမလဲဆိုတော့အဲ့အတိုင်းပဲသူ့ကိုနောက်တစ်ခါစားပြီးတော့ပေါ့နော်အစားစားပြီး2 နာရီခါမှာသူ့ကိုထပ်ပြီး refer စစ်တယ်စိတ်တစ်ခုကိုဆရာဝန်မပြောဘဲနဲ့ဆရာဒေါက်တာကိုပဲမေးပြီးအဲ့ဆေးတစ်ခုကိုခဏဖယ်ထားလိုက်တယ်ပြီးတော့ညနေကြောင်တော့ပြန်ပြီးတွေးချက်လိုက်တဲ့အခါမှာသူကအဆင်ပြေလာတယ်5.6ဖြစ်လာတယ်ဟုတ်တယ်အဲ့တော့သမီးအနေနဲ့ဒါ Telegram group ရှိခြင်းရဲ့အကျိုးကျေးဇူးပေါ့နော်ဟုတ်ပါပြီအဲ့ဒါဆိုလို့ရှိရင်ဒါကြီးအစိုးနောက်ထပ်ဘာတွေအကျိုးကျေးဇူးတွေရသေးလဲကျေးဇူးကတော့အများကြီးပဲရခဲ့တယ်မတိအရင်ကမတိတာတွေတော်တော်များခဲ့တယ် tracking ဆိုရင်ဘာကြောင့်ထည့်တာလဲဆိုတာမသိခဲ့ဘူးဒါပေမဲ့လောက်တက်တယ်မသိဘူးဒီအစာပိုက်ဆိုတာလဲထည့်တက်တယ်ဒါပေမဲ့ဘာကြောင့်ထည့်တာလဲဆိုတာမသိဘူးအခုဆိုဒီအစာပိုက်ထည့်တာဆိုရင်သူအစာရေးစာမျိုးချလို့မရဘူးဒီနားမှာပေါ့နော်အဲ့လိုမျိုးဒေါက်တာတို့ရှင်းပြတဲ့ဟာတွေရှိဟိုဒါဘာကြောင့်လဲဆိုတာကိုနားလေတယ် tracking ဘာကြောင့်ထည့်တာလဲဆိုတာလဲနားလေတယ်ဘောနော်နောက်တစ်ခါကျတော့ဒီဥစ္စာပါလဲဒီ feeding ကျူကိုလေအဲ့ဒီသမတို့ဒီပိုးစားလေးအစာရည်တွေပြန်ဆွဲထုတ်လိုက်တဲ့အခါကဘာကြောင့်လဲဆိုတာလည်းအရင်တော့မသိခဲ့ဘူးအခုမှသိရတယ်အရင်တော့ဘယ်လိုလဲကိုယ်စိတ်ထဲမှာထင်တာဘယ်လိုထင်လိုက်လဲဆိုတော့ဘယ်လိုထင်လိုက်လဲဆိုတော့အော်သူရဲ့အစာကျွင်းအစာချမ်းတွေကြံမှာဆိုလို့ဆွဲထုတ်လိုက်တယ်ပဲအဲ့လိုပဲအမှတ်တယ်ကိုကနဲ့ကိုပေါ့နော်ရှင်းပြမဲ့လူမရှိဘူးပေါ့နော်အဲ့လိုမျိုးကျတော့နားလဲအဲ့တော့အရင်ကကိုတိခဲ့တဲ့အရာတွေထက်ကိုပို့ပြီးတော့ပေါင်းပြီးတော့ပြည့်ပြည့်စုံစုံသိသွားတယ်လို့အဲ့လိုမျိုးသဘောပေါ့နော်ဟုတ်လားဟုတ်อืมဆိုထပ်ပြီးတော့လည်းသမီးကမျောလေးနဲ့အဲ့ဒီ practical အပိုင်းမျိုးပေါ့နော်အဲ့လိုအယုတ်တွေနဲ့ဗာနေနဲ့ပေါ့နော်ထပ်ပြီးမျောလေးနဲ့အဲ့တင်တန်းလို့လည်းဖွင့်မယ်လို့မျောလေးနဲ့ပေါ့နော်အဲ့တင်တန်းလေးတက်
သမီးဘက်ကဒေါက်တာတို့ကိုတောင်းဆိုတဲ့အပိုင်းပေါ့နော်ထပ်ပြီးတော့ဖွင့်ပေးပါလို့တောင်းဆိုနေတာဟုတ်အဲ့အပိုင်းလို့သမီးထက်တဲ့ချိန်နဲ့သမီးစိတ်ဝင်စားတဲ့အဲ့ဒီ medication အရင်ကစိတ်ဝင်စားတဲ့အဲ့ဒီကို dressing လုပ်တာစီးပိုက်ထည့်တာနှာခေါင်းပိုက်လုပ်တာအဲ့ဒါတွေအရင်စိတ်ဝင်စားတယ်အရင် อืมအဲ့ဒါဆိုတော့ဒီသင်တန်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်နောက်ထပ်ဟိုစည်ရင်းသွင်းပြီးတော့အပ်ကြမဲ့ကလေးတွေတန်းစီနေတာရှိတယ်ပေါ့နော်အနောက်မှာသူတို့ကိုသမီးကဘာအကြံဉာဏ်ပေးခြင်းလဲပေါ့နော်ဒေါက်တာတို့နှစ်ယောက်စလုံးပေါ့ဒေါက်တာဝေရောဒေါက်တာရွှေရောနဲ့ပတ်သက်ပြီးတော့စိတ်လဲရှည်တယ်ပေါ့နော်စိတ်လဲရှည်တယ်မေးသမျှဟာတို့အပေါ်လုံးလဲဖြေတယ်ဆိုဆရာဒေါက်တာတို့ရှိမှပဲတက်စေချင်တယ်ပေါ့နော်အရင်ဟိုဘယ်လိုပြောရမလဲအများကြီးသင်တန်းတွေရှိပါတယ်ပပလီမှာဒါပေမဲ့လို့သမီးတက်ခဲ့တာပေါ့အတွေ့အကြုံရဆိုနှစ်ခုလောက်တက်ခဲ့တယ်သူတို့တွေကဗီဒီယိုတွေ file တွေပဲပေးတယ်နားလဲနားမလဲဗီဒီယို file တွေပဲပို့တယ်ပေါ့နော်သူတို့ face to face လည်းမရှိဘူးဆိုတော့ဒေါက်တာတို့ရှိမှတက်ရတာကပို့ပြီးတက်ရတာလွယ်တယ်ပေါ့နော်တက်ရတာလွယ်တယ်အတန်းထွက်ပါညာအဆုံပဲပေါ့နော်ဆိုနောက်လာမဲ့လူတွေကိုလည်းဒေါက်တာတို့ရှိမှပဲတက်ပါလို့ပြောချင်တယ်